ခေါင်းဆောင်ကောင်းတိုင်းမှာအမေကောင်းနေရှိဒါကြောင့်ပကတ်လွှဲတဲ့လက်ကတိုင်းပြည်ကိုအုပ်ချုပ်တယ်တကယ်ရည်ကြည့်တယ်မွေးစားနေ10နှစ်ကအမေရည်ကြည်ဆုံးပဲ10နှစ်ကနေ18နှစ်အနှစ်20ကအဖေရည်ကြည်ဆုံးပဲအဖေကိုပုံစံကြပြီးတော့သားလုပ်တဲ့သူပဲဖြစ်စေသမီးလုပ်တဲ့ဖြစ်စေအဖေကဂုဏ်သိက္ခာရှိနေတယ်အများလေးစားလောက်တဲ့အရေးချင်းရှိရိုးသားတယ်ကြိုးစားတယ်ထူးချွန်တယ်ထက်မြက်တယ်ဆိုအဲ့သားအဲ့ဒီသမီးကဒီအဖေကိုမှီညမ်းပြီးတော့သူ့ဘဝကိုသူ့မှာ role model ရှိအဲ့ဒါကိုကြည့်ပြီးသူကဖွံ့ဖြိုးတိုးတက်အောင်ကြိုးစားတယ်ဒါအခုမင်းတို့အရွယ်ပေါ့ကွာအဖေကောင်းနေရှိရင်တိတ်ကောင်းတယ်အရွယ်ပေါ့နော်အဖေကယူသားတယ်မိမကိစ္စမရှုပ်ဘူးအတော်သားမရှိဘူးသူ့အာဏာချက်ကစိတ်ဆိုးလွယ်တယ်ဒေါသကြီးတယ်မဟုတ်မကန်စိတ်ရှိတယ်ဒီသဘောတိုးတော့သူ့ရဲ့အဓိကအရေးကြီးတာကယူသားတဲ့ဂုဏ်ရှိတယ်